အားလုံးပဲမင်္ဂလာပါဆင်မအခန်း6ပေါ့နော်2024 the last three question ရဲ့ကြံနေတဲ့အပိုင်းလေးပေါ့နော် session C မှာတစ်ပုတ်ကြံနေ session D မှာပြည့်နေကြံဒီမှာနှစ်ပုံစီခွဲပြောသွားလိုက်မယ်ဒါက session C ရဲ့နောက်ဆုံးကြံတဲ့ပုံလေးပါ find the equation of the cycle ဆင်မတို့စဝိုင်းလေးရဲ့ equation ကိုလိုချင်တယ်ဆင်မကမိကုန်းကိုစမဖတ်သေးဘူးစဉ်းစားမယ်ဟုတ်ပြီနော်ကိုလိုချင်တာဘာလို့ equation of the cycle equation of the cycle ဆိုဆရာမရေးကြည့်ရမယ့်တာဝန်ရှိတယ် x minus h the whole square plus y minus k the whole square equal to r square ဒီပုံဒီနည်းရာဆရာမဒီ x, k လို့ပြောတဲ့ center ရာကိုရှိမှရေးလို့ရတယ် radius လို့ပြောတဲ့ r ရှိမှရေးလို့ရတယ်ဒီ cycle ရဲ့ equation လေးရေးဖို့အတွက်ဆိုရင်မင်းတို့ဒီ center သိရမယ် r သိရမယ်အဲ့နှစ်ခုမသိဘဲနဲ့မင်းတို့လုံးဝရေးလို့မရဘူး။ Okay ဒါဆိုစမမစဉ်းစားရ Okay ငါတို့အဲ့နှစ်ခုငါစိတ်ထဲစဉ်းလိုက်တာပုံလေးမြတ်တာဒါဆိုရင်ငါတို့ center နဲ့ radius ဆင်ရှာရမယ်။မိခွန်းနဲ့စက်ကြည့်လိုက်တော့တွေ့ပြီဒီမှာ radius 5 radius က5ဆိုတော့ Okay ငါတို့မှာတစ်ခုတော့ရှိသွားရှာပြီ။နော်ငါတို့မှာလိုအပ်တဲ့တစ်ခုတော့ရှိသွားရှာပြီ။ထပ်ပြီးတယ် who center စန္ဒာပေးမလားဆိုပြီးကြည့်လိုက်တော့မပေးဘူးခင်ဗျာစန္ဒာကြီးကဘယ်ပုံမှာရှိတော့ဆိုတော့ line ဆောင် y axis ပုံမှာရှိတယ်လို့ပြောတယ်အဲ့ဒီခါမှာမင်းတို့သိထားမယ့်အချက်တွေရှိလာပြီ y axis ဆိုတာဘယ်လိုမြင်ချောင်းကိုပြောရတော့ဒါဆရာမကတော့ဒီချောင်းတော့အသေးစိတ်လေးရတယ်ဟောဆရာမဆောင်ထိုးဖြစ်ပါပြီ y axis ဆိုတာဒီလိုမြင်ပြီးကိုပြောတာဟုတ်ဟုတ်ပြီနော်အဲ့ y axis ကိုအဲ့နေရာလေးမှာမိကုန်းလေးကိုနှစ်မျိုးပြောင်းနိုင်တယ်ဒါလေးဒီ y axis လို့လည်းပြောနိုင်တယ်တနည်းအားဖြင့် y axis ပေါ်မှာ x တန်ဖိုးရဲ့အကုန်လုံးဒီဘာတော့ဆိုတော့0လို့လည်းဖြစ်နိုင်တယ်ဒါကြောင့်မို့ U center lines on y axis ဆိုလည်းဒီအတိုင်းပဲစဉ်းစားမယ် U center lines on x equal to 0ဆိုလည်းဒီတိုင်းပဲစဉ်းစားမယ်ဒါမင်းတို့သိထားမယ့်ချက်ဟာ y axis ဆိုတာဒီလိုမြင်းကိုပြောတာ y axis ပေါ်မှာ y အမှတ်တွေပဲရှိတယ် x အမှတ်တွေမရှိဘူးလေဟုတ်တယ်ဟုတ်ဒါကြောင့်မလို့ y axis လို့ပြောလိုက် x တန်ဖိုး0မှမင်းတို့ကတည်ပြီးသားဖြစ်နေရမယ် y axis ကမြည်သည့်နေရာမှာမဆို x တန်ဖိုးက0ဒါဒီမင်းတို့တည်ပြီးသားအချက်ဖြစ်နေရဟာဒါဆိုရင်စန်တာကြီးကတော့ y axis ပေါ်မှာရှိတယ်ဆိုတော့ငါရဲ့စန်တာကြီးက x, k ပဲဒါဆိုရင် x နဲ့ဆိုင်တာကဘယ်သူတော့ဟောဒီ x လေးဖြစ်တဲ့အတွက်ကြောင့်မို့ဒီ x ကတော့0ဖြစ်သွားပြီဒါလေးကိုသိရမယ်စန်တာမှာ x, k မှာနှစ်ခုစလုံးတော့ပေးပြီပဲဘာလေးပေးသွားတော့ဆိုတော့ဟောဒီရှိက x လေးကိုတော့ပေးသွားရှာတယ်ဒီပတ်ပြန်ပြောမယ်နော်ဆရာမတို့ equation of the cycle ဆိုဆရာမ cycle ရဲ့ equation ရေးကြည့်တယ်ငါတို့စန်တာသိရမယ် radius သိရမယ် okay radius ပေးတယ်လက်ခံလိုက်စန်တာကိုပေးမလားကြည့်တော့စန်တာကိုဓာတ်ရိုက်မပေးဘူးနှစ်ခုလုံးလည်းမပေးတဲ့ပြင်ဓာတ်ရိုက်လည်းမပေးဘူး။ဘာလေးပေးကြလဲ။ y axis ပေါ်မှာရှိပါတယ်။ y axis ဆိုတာတမျိုး x တန်ဖိုးကို0ဖြစ်တဲ့နေရာတွေပြောတာ။ဒါကြောင့်မလို့စန်တာရဲ့ x, k ဆိုတဲ့နေရာမှာ x တန်ဖိုးလေးကတော့ဒီနေရာမှာပဲရှိ0ဖြစ်မှာသိကြတယ်။ဒါဆို k လေးတစ်လုံးလိုနေတာပေါ့။ k လေးမတိခင်းလေးတစ်လုံးပဲရှိတော့တဲ့အတွက်ကြောင့်မလို့ဆရာမ point တစ် point သူပေးထားလိမ့်မယ်။ဒါဒီစက်ဝိုင်းပေါ်မှာရှိတဲ့အမှတ်တစ်ခုဆရာမဒီမှာတစ်ခါလေးသိစီနေတာမတိကိန်းတစ်လုံးဆိုရင်သူက point တစ်ခုပေးထားလိမ့်မယ်အကဲအမြန်မတိကိန်းနှလုံးဆိုဒီနားလေးက point နှစ်ခုဖြစ်လိမ့်မယ်မတိကိန်းက radius ကို x ကို k ကိုသုံးလုံးစလုံးဖြစ်မယ်ဆိုရင်ဒီမှာဆရာမ point က3ခုပေးထားလိမ့်မယ်မိဘဟောင်းနေတဲ့မှာမင်းတို့လေးချင်းချင်းတွေ့လိမ့်မယ်နော်โอเคဒါလေးဒီစဝိုင်းကဖြတ်တန်းသွားတဲ့အမှတ်လေးတစ်မှတ်ဘာလေးကိုပေးရအောင်ဆိုတော့ x, y လေးကိုပေးတာဒါဆိုရင်ဆရာမကပေးချက်လေးကိုခြာရေးရမှတာဝန်ရှိတော့ရေးပါတယ် radius ကတော့5ပါရေးတယ်တွေ့ရတယ်စန်တာ x, k ဒါငါတို့သိတယ်ဒါကစဝိုင်းရဖြတ်သွားတဲ့အမှတ်လေး x, y လေး3, 2လေးဒါကပေးထားတဲ့အချက်လေးကိုဆရာမရေးတာပြီးတော့ရင်ဟောဒီမှာစန်တာကြီးက y axis ပေါ်မှာရှိတယ်လို့ပြောတဲ့အတွက်ကြောင့်မလို့စင်စွာတော့ကြောင့်စန်တာကြီးဒီ line ဆောင် y axis ပေါ်မှာရှိတယ်လို့ပြောတဲ့အတွက်ကြောင့်မို့အညင်းတစ်လျှောက်လုံးမှာရှိသမျှ x တန်ဖိုးတွေက0မလို့ငါတို့စန်တာရဲ့ x လေးကလည်း0ဖြစ်သွားတယ်။အကြောင်းမလို့ငါတို့ဒီအခုဆိုရင်မတိရင်3လုံးမှာ
R တည်သွားပြီ H တည်သွားပြီ K လေးလုံးပဲကျန်တော့တယ်ဒါဆိုရင်ပုံမီမီလေးမှာအစားသိကြည့်ရအောင် equation of the cycle ဆိုပြီးကိုစဉ်းစားထားပြီးသားပုံတွေนี้မှာဟောဒီ x နေရာလေးမှာ3ထည့်မယ် y နေရာလေးမှာ2ထည့်မယ်ဟောဒီ x နေရာမှာတော့0ထည့်မယ် r နေရာလေးမှာ5ထည့်မယ်ကိုသိတဲ့တန်ဖိုးတွေအကုန်လုံးထည့်လိုက်မယ်3နေရာ3ညာတော့3နှစ်ထပ်က9 5နှစ်ထပ်က25ဒါလေးကိုဖြန့်ချလိုက်ရရတယ်ဆရာမကတခြားနည်းနဲ့ရှာလိုက်မှာကွာတစ်စိတ်ကမခွဲချင်ဘူး6လေးကိုဟိုကပို့လိုက်တော့16 2 minus k square ဒီ16ဆိုရင်ဆရာမတို့သူ့ကို square root တင်လိုက်ရင် plus or minus 4ရတယ်ဒါဆိုရင်ဆရာမက minus k လေးဟိုဘက်သွားလိုက်ရင်ဆရာမရဲ့အဖြေလေးဒီ2 plus or minus ပါတော့ဆိုတော့4လေးရတယ်ဟုတ်တော့ဒါဆိုရင်နှစ်ကို4ပေါင်းရင်6ရပြီးတော့နှစ်ကို4နှုတ်ရင်အနောက်2ရတယ်ဆရာမကြီးဆရာမလို့မတော့ဘာကြီးတော့ထားမှမသိလို့ထင်ကိုကကိုဖြန့်ချပါဒါတော့ဆရာမဖြန့်ချပြီးတော့ပြမယ်ရှေ့ကိန်းနဲ့ထက်ဒါကြနေဆရာမတော့ပြတာမသိလို့လဲဝမ်းမှာဆို2 minus k the whole square equal to 16ရလို့မင်းတို့ရပါတယ်ရှေ့ကိန်းနဲ့ထက်2နဲ့4 no ရှေ့ကိန်းနဲ့နောက်ကိန်းမြောက်ချင်းနဲ့စာ 4k နောက်ကိန်းနဲ့ထက်က k square equal to 16ဒီလိုတွေ့လိုက်ရတယ်k square လေးရှေ့ဆုံးပို့လိုက်မယ် minus 4k အပေါင်း16လေးဒီဘက်လာလိုက်တော့အနှုတ်16အနှုတ်16နဲ့လေးနဲ့ရှင်းလိုက်တော့အနှုတ်12ရပါတယ်ဒါလေးကိုတက်ချီကခွဲလိုက်ရင် k ဟုတ်တော့12ကိုခွဲလိုက်တော့6နဲ့4 12အနှုတ်ဆိုတော့လက္ခဏာမတူဘူးအနှုတ်ကကြည့်ရမယ်ဆိုတော့ minus plus k minus 6တကွင်း k plus 2တကွင်းဆိုတော့ရှင်းလိုက်ရင် k equal to 6နဲ့ k equal to minus 2တူညီတဲ့အဖြေပဲရတယ်เนาะဒါကြောင့်ဆရာမဘာလို့လိုက်မှမသိဘူးဆိုရင်ကိုပါကိုရှင်းနေကြပုံစံလေးတိုင်းပဲဒီတိုင်းပဲရှင်းလို့ရပါတယ်เนาะဆရာမနဲ့တစ်ထပ်တည်းလိုက်တူစရာမလိုဘူးကဏ္ဍရှင်းတာကကိုစိတ်ကြိုက်ရှင်းနေရှိတယ်ဒါဆိုရင် k တန်ဖိုးက2မျိုးလို့ပြောရတဲ့အတွက်ကြောင့်မလို့ဆရာမတို့ရဲ့ equation ရလည်းဘယ်နှမျိုးဖြစ်မလို့ဆိုတော့2မျိုးဖြစ်မယ်ဆိုတဲ့သဘောပေါ့ဒါဆိုရင် equation လေးကိုဆရာမတို့ပြန်ရေးကြည့်ရအောင် k တန်ဖိုး6နဲ့တစ်ခါရေးမယ် k တန်ဖိုး -2 နဲ့တစ်ခါရေးမယ်ကဲရေးကြည့်ရအောင် if x, k x ကတော့0 k ကိုဆရာမပါလေးယူလိုက်တော့6ဖြစ်မယ်ဆိုရင်ငါတို့ရဲ့စင်တာကြီးက0, 6 radius က5ဆိုရင်ငါတို့ရဲ့ equation of the cycle ဒီမင်းတို့ဒီအတိုင်းပဲ x square x minus x မှာဆရာမက x square plus y minus 6 the whole square equal to 9နဲ့ထပ်က25သူက equation of the cycle ပဲပြောတာ standard လို့လည်းပြောဘူး general လို့ပြောရင်ဆိုတော့အကုန်ရှင်းပြရမယ့်တာဝန်ရှိတယ်โอเคရှင်းနေ a square ရှေ့ကိန်းနဲ့ထပ် y square ရှေ့ကိန်းနဲ့နောက်ကိန်းမြောက်ချင်းမစား minus 12y နောက်ကိန်းနဲ့ထပ် plus 36 25ဒီပဲပြလိုက်တော့ minus 25ဒါရှင်းလိုက်တယ်ပေါ့နော်ဒီလိုလေးဖြစ်သွားတယ်ဒီပြီးတော့ရင်စမလို့ minus 2နဲ့တစ်ခါရှင်းမယ် x, k က 0, minus 2ဆိုရင်ရောနောက်တစ်ခါအစဆုံးဒီပုံစံလေးတိုင်းပြန်တွက်လိုက်တယ် k တန်မျိုး2မျိုးမလို့ equation ရလည်းဘယ်နှမျိုးရတယ်ဆိုတော့2မျိုးရတယ်နော်စဉ်းစားဖို့စဉ်းစားနေပဲလို့ဖြူစီချင်တာပါတွက်တာကတော့မင်းတို့စိတ်ကြိုက်ကဏ္ဍကိုရှင်းလို့ရပါတယ်ဒါဆိုရင်ဒါ section C ရဲ့နောက်ဆုံးပေါ်ပါနော်ဆရာမ section D ကိုတွားကြရအောင်ဒါကတော့ section D ရဲ့ဆရာမတို့ပထမဆုံးပုံလေးပေါ့နော် okay ကြည့်ကြည့်ရအောင်ဆရာမတို့ရပြီးသားပြီပြန်ဆွေးနွေးကြည့်တာပေါ့ rotate the coordinate axis ဆိုတော့ကျမတို့ x, y, v, ကိုလဲရမှာ to remove ဖယ်ရှားဖို့ the x, y term of the equation x squared plus 2xy plus y squared plus root 2x minus root 2y equal to 0နော် okay ဒါလေးကတော့ဖတ်ပြနေကြတယ်အရင်ဆုံးဘာလို့မပေးထားတဲ့ equation ကို conic equation ကိုကူလိုက်တယ်ကိုကတော့အဲ့ဒါကို conic equation နဲ့ compare လုပ်ကြည့်မယ်ဆရာမတို့ ax square plus bxy plus cy square plus dx plus ey plus f equal to 0နဲ့ compare လုပ်ကြည့်မယ်ပြီးရင်ဆရာမတို့ဘာတွေရှာမလို့ a b c d e f ရှာမယ် a က1 b က2 c က1 d က root 2 e က minus root 2 f ကတော့0ပေါ့မရှိရှာဘူးဒါတွေကပေးထားတဲ့ conic equation ကို compare လုပ်ပြီးတော့ a b c d e f ရှာတာ
ပြီးသွားရင်ဒီကိုနစ် equation ဒီ parabola ဖြစ်ကြောင်းသက်သေပြရအောင် b square minus 4ac ရှာမယ် okay b square minus 4ac ဒီနေရာမှာကျမတို့ကဒီနေရာလေးမှာ plus 2ဖြစ်ရမှာဆရာမကအရှိန်လုံးသွားလို့ခွန်လို့လိုက်ပေါ့နော် plus 2လေးပါဒီနေရာလေးမှာ2လေးပါပြီးသွားရင် minus 4 a နေရာမှာ1 c နေရာမှာ1ဆိုတော့ဆရာမတို့နဲ့ဒီလေးတက်လေးနှုတ်လိုက်ရင်ဘယ်လောက်ရအောင်ဆိုတော့0အဲ့လိုမျိုး b square minus 4ac ကိုစားသွင်းလိုက်လို့0ရရင်ဒီ equation ဒီ parabola equation ဖြစ်ပါတယ်ဆရာမတို့ပေးနာလေးမှာရေးချင်တဲ့ဆန္ဒရှိနေရေးချင်တဲ့ဆန္ဒမရှိနေပေါ့နော်ဆရာမကတော့ရေးပြီးလေးရှိပါတယ်အခုနောက်ပိုင်းဘယ်လိုရေးပြီးရှိလဲဆိုတော့ it is a parabola ဆိုပြီးတော့အခုနောက်ပိုင်းတော့ရေးပြီးရှိတယ်ပေါ့နော်မရေးလေးရမှာပါပြီးတော့ရင်ဆရာမတို့ထောင်းရှာမှာဟိုထိတ်လုပ်တယ်ဆိုရထောင်းကလေတော့မှာဒါဆို cos 2 theta ပုံဒီနည်းက a minus c by b a နေရာမှာ1 c နေရာမှာလည်း1 b နေရာလေးမှာပါထည့်ရမှာတော့ဆိုတော့ plus 2ဒီပါเนาะဆရာမဒီမှာတော်တော်ကူပါရင်များသွားလို့ sorry ပါကဲဒါဆိုရင်ဆရာမတို့နားလေးမှာ b လေးတွေမပြင်ပြလို့ပါเนาะโอเคဒါဆို0ဒါမင်းတို့သိတယ် cos 2 theta ကိုရှာလိုက်လို့0မရစေရင်2 theta တန်ဖိုးဒီ90ဒီဂရီဖြစ်ပါတယ်2 theta 9လဲဆိုရင် theta လေးကဘယ်လောက်တုံးဆိုတော့45ခုကဲဒါဆိုရင်စမတို့ဒီတောင်းလေးရပြီဒါဆိုရင်စမတို့ဘာတွေရှာရဲလဲတော့ A B C D E F က prime ကိုရှာရဲလှည့်ပါဒါဆိုရင်အဲ့ဒီမှာအရေးကြီးဆုံးကြီးကဘယ်သူလေးလုံးဆိုတော့ B လေးပေါ့ B တန်ဖိုးလေးဒီဘာဖြစ်နေတော့ကြည့်လိုက်တော့2 2ဆိုတော့3ညထပ်ရှိတဲ့ positive ပေါ့เนาะဒါကြောင့်မို့ဆရာမက b greater than 0လို့ရေးလဲရတယ်ဆရာမတို့ b is positive လို့ရေးလဲရတယ်ဆရာမကတော့ရတယ်လို့ပြောတာပေါ့နော်ဆရာမကခုနကလည်းပေါ့နော်ဒီလိုဒီမှာဆရာမကျောင်းဆရာမတွေရှိမှာပါဘယ်လိုရေးရမလဲအတိအကျသိချင်တော့မေးကြည့်ပါနော်ဆရာမတော့ဒီမှာအလွယ်တကူ b greater than 0လို့ရေးလိုက်တယ်အရင်တိကျချင်နေဆိုရင်တော့ b is positive လို့ရေးလို့ရပါတယ် b ဒီ greater than 0မလို့ဆရာမတို့ဒီဘာတွေဖြစ်သွားတော့ဆိုတော့ b greater than 0ဆိုရင် c prime လေးကဘာဖြစ်သွားလဲ0ဖြစ်သွားတယ်ဒီပုံစံတွေအကုန်လုံးမှာ b prime လေးက0မှန်းတော့မင်းတို့သိပါပါ။တော့ဒီပုံစံတွေအကုန်လုံးအတွက် b prime လေးက0 b ဝဲကြည့်ရတာ b ဒီ greater than 0 positive ဖြစ်တဲ့အတွက်ကြောင့်လို့ c prime 0အဲဆို a prime ကိုဘယ်လိုရှာမလဲ a prime ဒီ a prime နဲ့ c prime နဲ့ပေါင်းခြင်းဒီ a နဲ့ c နဲ့ပေါင်းခြင်းနဲ့အတူတူပဲဆရာမကနော်ဒါကဆရာမဖတ်စာအုပ်ထဲအတိုင်းရေးတာမင်းတို့ကဒါဆိုရင်ဟာခုနကဆရာမတို့ c prime လေးက0ဆိုတော့စားသွင်းလိုက်တော့ a prime မရမယ် a ကလည်း1 c ကလည်း1ဆိုတော့2ရမယ် d prime equal to d cos theta plus e sin theta ဒီနေရာမှာဆရာမတို့ √2 e နေရာမှာ -√2 theta လေးတွေက45ဒီဂရီလေးဒါကို calculator ထဲမှာအတွဲလိုက်နေလိုက်ရင်ဘာရမလို့ဆိုတော့0ရပါတယ် e prime ရဲ့ပုံစံကြီးက -d sin theta plus e cos theta အစားရသွင်းတဲ့ဒီနေရာမှာ √2 e နေရာမှာ -√2 theta နေရာမှာ45လေးထည့်ပြီးတော့ဆရာမ calculator ကိုအတွဲလိုက်ပြီးနှိပ်လိုက်တဲ့အခါမှာလည်းဘာရတော့ဆိုတော့ -2 ရပါတယ် f prime လေးကတော့ f နဲ့တူရဲဆိုတော့0ပေါ့ဒီလိုမျိုး prime နဲ့ခုံရှာပြီးသွားရင် conic equation ကိုနောက်တစ်ချိန်ပြန်ရေးမယ် prime လေးထည့်မယ်ဒီလိုမျိုးလေးပြီးတော့ရင်ဆရာမကတန်မိုးတွေကိုတစ်ခါလေးစဉ်းစားမယ်ဘယ်ကောင်းနေ0ဖြစ်သွားတယ်ပြီးကြတော့ဒီပုံစံအကုန်လုံးမှာ b prime က0လို့ပြောတရားဒီတွဲလုံး0ဖြစ်နေပြီးတော့ရင် c prime ကလည်း0ငါတို့ရှာထားတယ်ပြီးတော့ရင်ဟောဒီမှာ d prime ကလည်းပြောတော့ဆိုတော့0 f prime ကလည်း0နဲ့ဒီကောင်းလေးကိုအစားသွင်းကြမလို့ဆိုပြီးထိတယ်ပေါ့ဟောဆရာမတို့ okay ဒါဆိုရင် a ရပလာတော့ a prime ရဒီမှာရှာတာ 2h prime the whole square e လေးကကြတော့ -2y prime ဒါလေးပဲရောနှစ်ခုသွင်းလိုက်တော့ပြီးသွားပြီရောဒါဆိုရင်နှစ်နဲ့တစ်ချောင်းလုံးကိုစားလိုက်ပြီ h prime the whole square minus y prime y prime လေးညာဘက်ကိုသွားလိုက်တော့ plus ဖြစ်သွားပြီဒါဆိုရင်ဆရာမတို့က compare လုပ်လဲရတယ်မလုပ်လဲရတယ်ဆရာမတို့ပုံဆွဲတဲ့အခါမှာအဓိကလိုအပ်တာကဒေတာလေးရဲ့ vertex လေးရဲ့ဒီကောင်ဆိုရင် vertex လေးကဘယ်မှာရှိတော့ဒီလိုသိတယ်0.0ဟုတ်တယ်နော်
vertex 0,0 ဆရာမတို့ coupon ups အဲကြောင့်မို့ဆရာမကရေးပါတယ် h ကလည်း0 k ကလည်း0 p လေးကတော့1/4ဆရာမတို့ compare လုပ်ပြီးတော့ရေးတာမရေးလည်းရတယ်เนาะဆရာမကဘယ်လိုရေးလည်းရတယ်ဆရာမတို့ရေးနေကြပုံစံတိုင်းရေးပေးရ vertex လေးကိုသိစေချင်လို့ vertex က h, k ဆိုတော့0,0ငါတို့ရဲ့ထောင်လေးကရှေ့မှာရှာထားတယ်45 degree y ရဲ့ရှေ့မှာအပေါင်းလို့ coupon ups ဒါလေးအကုန်လုံးနဲ့ကိုက်နေတဲ့ပုံလေးဆွဲလိုက်တယ်ဒီမှာမူလဝင်ရုပ်ကိုဗာနဲ့ဆွဲတော့ dotted line နဲ့ဆွဲတယ် origin နဲ့ axis ကိုပြီးသွားရင်45 degree စောင်းလိုက်တယ်ဆရာမတို့တော့ပုံလေးမှာ x ဝင်ရုပ်ကြီးကလည်း45 degree စောင်းသွားတယ် y ဝင်ရုပ်ကြီးကလည်း45 degree စောင်းသွားတယ်ဘာထက်လေးက0,0လေးမှာရေးလိုက်တယ် open up ဆိုတော့ခောက်ချိုးကြည့်တဲ့ပုံလေးဆွဲလိုက်တယ်ဒီမှာအကုန်းနောက်ပိုင်းပြောကြတာဒီတစ်ခုလည်းရေးလို့မရဘူးတဲ့ h prime double square equal to y prime ဆိုတဲ့ဒီတစ်ခုလည်းရေးလို့မရဘူးတဲ့ဥစ္စာစပြီးထားတဲ့ equation ကိုလည်းရေးပြရမယ်လို့ပြောတယ်ဘာသာအောက်ထဲမှာရေးထားတဲ့အတွက်ပေါ့နော်ဒီတစ်ခုလေးမဟုတ်နှစ်ခုလုံးရေးပြရမယ်ဆိုတော့အဲ့ဒါလေးပါရေးပြလိုက်ပါဥစ္စာရဲ့အစမှာပြထားတဲ့ equation ဟောဒီနောက်ဆုံးရတဲ့ equation အကြောင်းလုံးတော့ရေးပြလိုက်ဒါဆိုရင်ပြည့်စုံသွားပါပြီကဲဆရာမတော့ဒီတစ်ပုံလေးကိုဒီနားမှာရက်လိုက်မယ်ကြံတဲ့နှစ်ပုဒ်ကိုနောက်တစ်ဖိုင်မှာပဲဆက်ပြီးတော့ဆွေးနွေးပါတော့မယ်